တင်းရဲ့ AI ကိုအသုံးပြုတဲ့အခါမှာဘာကြောင့် AI တွေတက်နေရတာလဲအဓိကကတော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ရဲ့ AI ရဲ့လုံနိုင်စွမ်းအားကိုကောင်းကောင်းမသိသေးလို့ဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ AI ဟာ Facebook, TikTok, YouTube စတဲ့ platform တွေကဗီဒီယိုတွေကိုလက်ခံနိုင်ပါတယ်ဒါပေမဲ့အဓိကဒီအသုံးချက်ကိုတော့သတိပြုရပါမယ်ပထမတစ်ချက်ကတော့အချိန်ပါလောလောဆယ်တော့ကျွန်တော်တို့ရဲ့ AI ဟာ3မိနစ်ဝန်းကျင်ဗီဒီယိုတွေကိုအကောင်းဆုံးလုပ်ပေးနိုင်ပါသေးတယ်မကြခင်မှာတော့7မိနစ်အထက်ဗီဒီယိုတွေကိုပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်ဒုတိယချက်ကတော့အရေးကြီးဆုံးပါကျွန်တော်တို့ AI ဟာ narrative လို့ခေါ်တဲ့စကားပြောပါဝင်တဲ့ဗီဒီယိုတွေကိုပဲ target language ကိုပြောင်းလဲပေးနိုင်တာပါစကားပြောမပါတဲ့တချင်းတက်ဗီဒီယိုတွေဒါမှမဟုတ်ဇလန်းတစ်ပုတ်ကြီးလုံးကိုပြစ်ထည့်လိုက်ရင်တော့ error တက်သွားမှာပါပဲတတိယတစ်ချက်ကတော့ trial version သမားတွေအတွက်ပါစမ်းသပ်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်တဲ့အတွက်2မိနစ်ဝန်းကျင်ဗီဒီယိုတွေကိုပဲစမ်းသပ်လို့ရနိုင်မှာဖြစ်ပါတယ်မိနစ်များလာတာနဲ့စမ်းသပ်ရင် error တွေတွေ့ရပါလိမ့်မယ်နောက်ဆုံးတစ်ခုကတော့တခါတလေ server ဝင်ပြီးသွားတဲ့အခါမျိုးမှာ error တွေလည်းတက်နိုင်ပါသေးတယ်အဲ့ဒီခါမျိုးမှာ triangle လေးကိုနှိပ်လိုက်ပါ error တက်လို့ credit နှုတ်သွားတာမျိုးလုံးဝမရှိပါဘူးခင်ဗျာဘယ်လို channel မျိုးတွေကိုလုပ်လို့ကောင်းလဲဆိုတာ Telegram channel လေးမှာတင်ပေးထားပါမယ်သိချင်တာလေးရှိရင်လည်းအောက်က comment မှာမေးသွားနိုင်ပါတယ်ခင်ဗျာ